မင်္ဂလာရှိသောမြန်မာနှစ်သစ်ကူအခါသမယမှာချစ်ခင်ရပါသောတောက်ကြသားသမီးများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။ယခုရောက်ရှိတော့မယ့်မြန်မာနှစ်သစ်မှာတောက်ကြသားသမီးတွေအတွက်ဘလို့ထူးခြားတဲ့အပြောင်းလဲတွေရှိမလဲ။ဘာတွေကိုတတိထားပြီးဘလို့အခွင့်အလမ်းတွေကိုစော့ကန်ရမလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနှစ်မှာတောက်ကြသားသမီးတွေရဲ့စီးပွားရေးဟာတိတိတတာတိုးတက်မှုရှိလာမှာပါအထူးသဖြင့်အမှုပညာလုပ်ငန်းအလားပါဆိုင်ရာလုပ်ငန်းနဲ့အစားအစာရောင်းဝယ်သူတွေအတွက်ကံပွင့်တဲ့နှစ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဝင်ငွေကောင်းတဲ့လောက်ထွက်ငွေလဲမြန်တတ်တဲ့နှစ်မျိုးဖြစ်လို့ငွေကြေးကိုအစီအစဉ်တကျစုဆောင်းဖို့လိုအပ်ပါတယ်မလိုအပ်ပဲကြွားဝါခြင်းစိတ်ကြောင့်အတုံးအဆွဲမမားဟုအထူးသတိပြုစေခြင်းပါတယ်အခြေအေးနဲ့ပတ်သက်ရင်အပြိုလူပြိုများအတွက်စိတ်ဝင်စားစရာကောင်းတဲ့ဖူးစာရှင်နဲ့စုံတွေ့ရတတ်ပါတယ်။ချစ်သူရှိပြီးသားသူတွေကတော့အချင်းချင်းနားလည်မှုလွဲတာစိတ်ကောက်တာလေးတွေခဏခဏထစ်တတ်လို့ဒီခံချင်းလက်နက်ကိုဆောင်ထားပါ။အိမ်တောင်ရှင်တွေအနေနဲ့ကတော့မိသားစုအတွင်းမှာမင်္ဂလာသတင်းတွေကြားရတဲ့ပြီးအိမ်တောင်စုတဲကိုလူသစ်တိုးတာမျိုးဒါမှမဟုတ်အိမ်နေရာအသက်ဖြောင်းရွှေ့ရတာမျိုးကြုံတွေ့ရနိုင်ပါတယ်။ကျမ်းမာရေးမှာတော့အလို့ပင်ပန်းတာကြောင့်ဖြစ်တဲ့အာယုံကြောအားနေတာနဲ့အစာအိမ်ယောဂါလေးတွေကိုဂရုစိုက်ပါခရီးဝေးသွားမယ်ဆိုရင်တော့သွားလာရေးကိုအထူးသတိပြုပြီးမစင်မချေမလုပ်ဖို့လိုအပ်ပါတယ်စိတ်ဖိစီးမှုများလာရင်တရားဘာဝနာပွားများတာဒါမှမဟုတ်ဝါသနာပါတဲ့အလုပ်တစ်ခုခုမှာအာယုံလွှဲလိုက်တာကတင့်အတွက်အကောင်းဆုံးကုထုံးထင်ပါပါဒီနှစ်မှာတောက်ကြသားသမီးတွေအတွက်ကံကောင်းစေတဲ့အယောင်ကတော့အဝါရောင်နဲ့ရွှေရောင်ဖြစ်ပါတယ်ရရရာအနေနဲ့ကံကြတာပိုမိုပွင့်လန်းစေဖို့အတွက်တောက်ကြနေ့မနေ့တိုင်းမှာမျက်စာဖျားရှင်ဟိုတောက်တော်ရည်6ခွက်နဲ့အဝါရောင်ပန်းတို့ကိုကတ်လူပြီးဆူတောင်းပါမိဘနဲ့တရွဲရွယ်အိုးတွေကိုတတ်နိုင်သလောက်ကတော့တာကလည်းတင့်ရဲ့ကံကြမ္မာကိုအစအပေါင်းများစွာမြင့်တင်ပေးပါလိမ့်မယ်ဗီဒီယိုလေးကိုစုံထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်တော့ like နှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေသိရဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အောင်ခင်ဗျာတောက်ကြထားသမီးများအားလုံးနှစ်သက်မှာလိုအင်ဆန္ဒများပြည့်စုံကြပါစေ